လို့ပြောထားအိမ်တော်ကြောက်တော့တာနဲ့မိမမင်းကချောသွားဒီတော့ကပြောသားခိုင်းသားကချောသားခုနပိုင်းကခွေးပါဒီခိုင်းလက်ပြောရမားပါတယ်ဗျာ။မားပါတယ်ဗျာ။အဲ့လိုတောင်းတဲ့လူမျိုးရရင် YouTube ကိုပဲတောင်းပါပဲဗျာ။ဒီတော့ကနေဘဝသူ့ကောင်းပါပဲတာခန္ဓာကိုယ်တွေဗျာခုများတတ်တယ်ဝါ။အော်တဲ့ခက်ပါလားပါဖြစ်နေတယ်။ဘာတော့တာကိုမင်းမရုံနဲ့မင်းတို့ခါကိုမင်းကိုဓာတ်ဘူးပဲအားစုပဲဒီရဲ့